ခလေးကိုဂယုမဆိုင်ပဲနဲ့စပိန်ဖြစ်နေတဲ့ပုံမှာမူတီနေလို့ကျွန်တော်ကဝင်ပြောပေးတာလာမသွားနဲ့တော့မပြောနဲ့ကိုကြောင်မကြိုက်ဘူးဖြစ်နေတဲ့လူကပူထူနေတာဘာမှမပြောနိုင်ဘူးကျွန်တော်ကဘေးကဝင်ကူညီတာနော်အဲ့ဒါကိုခင်ဗျားကားလေးကနေပစိန်သွားထုတ်ပြီးတော့ငါစစ်တပ်ကအရာရှိဟောင်းဆိုတာဘာဆောက်ချိုးတာလဲမဆိုင်ဘူးလေခင်ဗျားစစ်တပ်ကရာရှိဟောင်းဆိုတာစကားကိုဘာသာမပြောနဲ့ကားလေးကနေပစိန်ထုတ်ပြီးတော့ကြောက်ကိုခင်ဗျားဘလို့ရှင်းမလဲဆိုခင်ဗျားဘလို့ရှင်းချင်တော့လဲဟမ်ငါနဲ့ဘာမှမဆိုင်ငါဝင်ကူညီတာဟဲ့သိလား这个目标人咯，不是ယူလိုက်မဟုတ်လားပတ်ယူလိုက်ဒါပဲပြီးနေအောင်ဒါလည်းပြီးအဲ့တော့လာပွားနေကွာဒီပြထားတယ်အသက်ကြီးပြီးတော့စကားစီးနဲ့ဖောင်နဲ့စကားပြောခင်ဗျားပစိန်ထုတ်ပြီးကြောက်ကိုပြောကြဘာကြောင်မှမရှိဘူးလာပြီးတော့အမလေးပစိန်နဲ့သူကဆွဲထုတ်ကြောက်မယ်ထင်နေလားလှုပ်လိုက်လေလှုပ်လိုက်ငါလည်းဘာမှမကြောက်လို့ငါနင်တို့ဝင်ကြည့်ပြောတာနင်ပြီးတော့ခေါ်တဲ့ခေါ်ဘာမှခုနဲ့မဖြစ်နဲ့အေးစစ်စစ်ကွာကိုရှင်လာလိုက်သေးတော့အမလေးပစိန်အောင်ဆွဲထုတ်ပြီးတော့အမလေးကြောက်မယ်ထင်နေလှုပ်လိုက်လေပစိန်အောင်ဆွဲထုတ်ပြီးတော့အသက်ကြီးပြီးချိန်မစီးတဲ့ဟာတွေ